တွေတမျှအရေးတစ်ခုပြေကုန်နာမှာပြောနေတဲ့မင်းမျက်နှာထောင်ရပန်းငင်းနေမှာချိုသားတဲ့မွေးရနံများနဲ့လန်းဆန်းစေဖို့ရာကိုတလောက်ချစ်တဲ့မင်းဘဝနဲ့မမကိုဘယ်လိုခုရပါမလဲပန်းကလေးရဲ့ပြောပါတူရှိခဲ့ကြတဲ့နေရမြမချစ်ကိုဝယ်ယုံစားကကိုယ်လုံးသားနဲ့ဒီဆောက်ခဲ့မင်းအတွက်ပဲဥရင်လေးဟာယူသမုတ်တဲ့ပါဘယ်လေးရဲ့နေမလိုက်ပါတော့ငါဆိုရမင်းရဲ့ဘဝမှာမရှိခဲ့သူလို့ဘယ်ရနံမွေလေးရဲ့ရင်မလေးစမြဲတဲ့ခါချင်မတဲ့သဆုံးကွယ်တန်တာလဆုမြဲဒီပုံမြင်လေးတဲ့ပန်းကလေးညိုလို့တော့မလို့ဆိုတဲ့နေမရှိတဲ့ဘဝမှာစင်ပြေနိုင်ဖို့ရဲ့ဘယ်လောက်ခက်ခဲလဲငါသိရသားနဲ့အကျဉ်းအဆုံးနှလုံးသားကိုစတေးခဲ့မယ်ပန်းကလေးရဲ့ငိုပါနဲ့ခွေမော်ရဲမတေကဘယ်လိုမှငါနဲ့မသက်ဆိုင်တဲ့ခါသက်တည်ရှိရောပါမင်းလေးကိုစုပ်ကိုင်ထားဖို့ရာထိုက်တဲ့နဲ့သူရှိလာတဲ့ခါချိန်မိတ်ပြီးနဲ့မောင်းပြလိုက်ပါနားလည်းမှုရကြည့်တာနဲ့မင်းကဆွလွန်လိုက်ပါတယ်အလုံးတနေ့မှမဲမဲလို့သွားလိမ့်မယ်လေးရဒါဒါရနဲ့ဝဲလန်းတိုင်းမှာငါရဲ့ကဘာဒီပြေဆုံးမှာပန်းရနံမွေလေးရဲ့ရှင်မလေးစမြဲသိထားချင်မာတဲ့သဆုံးကွယ်တန်တာလဆုမြဲဒီပုံမြင်လေးတဲ့ပန်းကလေးညိုလို့တော့မကိုဆိုရဲနေရှိတဲ့ဘဝမှာစင်ပြေနိုင်ဖို့ရဲ့ဘယ်လောက်ခက်ခဲလဲငါသိရသားနဲ့အချစ်အဆုံးနှလုံးသားကိုစတေးခဲ့မယ်